အားလုံးမင်္ဂလာပါကျွန်တော်တို့ထိုင်အောင်ပါကျွန်တော်ဒီနေ့ပြောချင်တာလေကျွန်တော်အတွက်ကောတောင်းမလူတော်များများအတွက်လည်းမှန်မယ်လို့ထင်တယ်ဗျကျွန်တော်ဘာမှအရေးကြီးဆုံးကဒီစိတ်ပိုင်းဆိုင်ရာကျမ်းမာရေးပျော်ရွှင်ဖို့ပေါ့နော်စိတ်ပိုင်းဆိုင်ရာကျမ်းမာရေးရဲ့ရုပ်ပိုင်းဆိုင်ရာဒီတန်ဆွမ်းကျမ်းမာမှုပေါ့ရုပ်ပိုင်းဆိုင်ရာကျမ်းမာရေးရဲ့နောက်တစ်ခုကကြတော့ဒီဉာဏ်ပညာအကြီးမားဖို့ဟုတ်တယ်မလားနော်အဲ့သုံးခုပါအဲ့တော့အဲ့သုံးခုอ่ะပြန်စဉ်းစားကြည့်လိုက်တော့ဟာအဲ့ဒါလူတိုင်းသိရပဲဒါပေမဲ့အဲ့သုံးခုလုံးတကယ်ရဖို့ကဘယ်လောက်ခက်ခဲလဲပေါ့နော်ဥပမာထားပါရုပ်ပိုင်းဆိုင်ရာကျန်းမာရေးဆိုရင်အကောင်းဆုံးဖြစ်ဖို့အားကစားလုပ်ရမယ်အားကစားလုပ်ဖို့အချိန်ရှိရယ်ပရိုတင်းတွေဘယ်လောက်စားရမလဲထမင်းလျှော့စားပရိုတင်းများများစားဆိုရဲဘယ်လိုခေါ်မလဲပတ်စံရန်ကုန်တော့နော်ပတ်စံရန်ကုန်တဲ့အပြင်အဲ့ဒီအတွက်လည်းအချိန်သက်သက်မှမှရှိရတာ哦ဂျင်ကစားတွေပဲထားပါတော့ဂျင်ကစားဖို့ဆိုတာလေတကယ်အခြေခံအလုပ်ကြီးပဲတနေ့ကို12နာရီလောက်လုပ်နေရတယ်သူကဘယ်လိုလုပ်အိမ်ပြန်လာတဲ့အချိန်မှာအချိန်ကစားနိုင်တော့မှာလဲ။အဲ့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့မဟုတ်ဒီအင်္ဂလန်နိုင်ငံမျိုးမှာလည်းအခြေခံလူရန်စားကဂျင်သွားဖို့မလွယ်ဘူး။နော်သူတို့လည်းလို့သိမလွယ်ဘူး။အဲ့တော့ခုနကထားပါတော့စိတ်ပိုင်းဆိုင်ရာကျမ်းမာကြီးလည်းအဲ့လိုပဲ။ဟာဒီလောက်ထိအခြေအနေဆိုးဝါးနေရဲ့အချိန်ခါကြီးမှာဘယ်လိုစိတ်ပိုင်းဆိုင်ရာကျမ်းမာကြီးကလွယ်ကူမလဲပေါ့။နောက်တစ်ခုကကြောင့်ဉာဏ်ပညာဖွင့်ဖို့ပြောဉာဏ်ပညာဖွင့်ဖို့ကတော့ဒီအကောင့်ဆုံးအကြောင်းတွေ$1ထောင်နဲ့ချီနေတဲ့ဟာမျိုးတွေထားနိုင်မှအဲ့လိုစဉ်းစားလိုက်လို့ရှိရင်တော့စိတ်ထဲကျစရာပဲအဖက်ဖက်ကမလွယ်ဘူးဖြစ်နေတယ်ဒါနဲ့သိပ္ပံနီးကြကျွန်တော်လူတွေကူညီနေတာပေါ့နော်သိပ္ပံနီးကြပြင်သဘာဝနီးကြသဘာဝနီးလန်းသိပ္ပံနီးကြလည်းဖြစ်တဲ့ဟာအလကားလည်းရရမယ်လူတိုင်းရနိုင်တဲ့ဟာကကျွန်တော်တို့အဲ့သုံးခုလုံးနဲ့ရရမယ်လူတိုင်းလည်းအဲ့သုံးခုလုံးရနိုင်မယ်အလကားသဘာဝကြမယ်စတိတ်ပန်နေကြမယ်အဲ့ဒါက growth hormone အကောင်ဆုံးရဖို့နဲ့ကျန်းကျန်းမာမာအိတ်ဖို့ပဲအဲ့တော့ကျန်းကျန်းမာမာအိတ်ဖို့နဲ့ growth hormone အဲ့ကျွန်တော်တစ်ခုချင်းစီသွားမယ်ပေါ့နော်အဲ့တော့ဟိုအရင် growth hormone ဆိုတာမြန်မာလို direct ကြီးဘာသာပြန်လိုက်ရင်တော့ဒီကြီးထွားစေတဲ့ hormone ပေါ့ဒါပေမဲ့အဲ့ဒါဟိုအရင်တော့ကျွန်တော်တို့ထင်ခဲ့တာဟိုအရင်တော့ထင်ခဲ့ဆိုတော့သိပ္ပံပညာဆေးပညာမတိုးတက်ခင်ပေါ့ကျွန်တော်တို့ကလေးတော့ကျွန်တော်အခုဟော်မုန်းနဲ့ပတ်သက်တဲ့ဟာတွေလေ့လာနေရဟော်မုန်းနဲ့စီချိုနဲ့ပတ်သက်တဲ့ဟာတွေလေ့လာရဆရာဝန်ကုသရဆရာဝန်ပေါ့နော်ကျွန်တော်တို့တပြေးနဲ့ဗာသိလာဆိုတော့ growth hormone မှာအကျိုးကျေးဇူးအများကြီးရှိရယ်အဲ့ကြီးထွားလာတာပြင်ကြီးထွားလာလည်းအရင်ကြီးပေါ့အဲ့ကျွန်တော်တို့ကကလေးလေးကလေးကစပြီးတော့ဟိုးပစ္စည်းညောက်တော့ကလေးလေးရစပြီးတော့ကြီးလိုက်တပြေးနဲ့စေတော်သက်တီကြီးရယ်ပြီးလို့ရှိရင်အချိန်ကာလတစ်ခုမှရှက်သွားတယ်လေအရက်ကmaybe session တွေဖြစ်ဖြစ်21လောက်ပါပေါ့ရက်သွားပြီဆိုရင်အဲ့ဒီတိုင်းမှာ growth hormone ကလည်းဝုန်းဆိုထိုးကြသွားတယ်အဲ့ငငယ်တုန်းကစပြီးတော့အများကြီးဖြစ်ခဲ့တာအများကြီးရှိခဲ့တာ growth hormone တွေအများကြီးလိုခဲ့လို့ရှိရနောက်ပိုင်းကျတော့ကျွန်တော်တို့လိုအရွယ်တွေကနေစပြီးကြာနေပြီ growth hormone ကတည်တဲ့အထိပုံမှန်ငငယ်တုန်းကနဲ့စားလိုက်နည်းနည်းလေးပဲကျန်တော့တာအဲ့တော့အဲ့ growth hormone ကခုနလိုကြီးထွားမှုအတွက်အရေးကြီးရယ် cell တွေကြီးထွားမှုအတွက်အရေးကြီးရယ်အမှန်အဲ့ရပဲတယ်တော့မဟုတ်ဘူး growth hormone က repair ပြန်ပြုပြင်တာအတွက်လည်းအရေးကြီးရယ်ဥပမာဗျာကျွန်တော်တို့ cells တွေကမွေးကလေးရဒီ cells သေတော့လည်းအဲ့ cell နဲ့ပဲသေသွားတာမျိုးမဟုတ်ဘူးလေတော်တော်များများပြောတာဖြတ်လိုက်ဖြတ်ပြီးသွားရင်ပြန်ဖြတ် repair ပြန်လုပ်အသစ်ပြန်လုပ်အဲ့လိုမျိုးလုပ်နေရတာအဲ့တော့အဲ့ဒါအတွက်အရေးကြီးရဲ့အပြင်နောက်တစ်ခုကကျွန်တော်တို့သတိထားမိလားမသိဘူးကျွန်တော်တို့ကလေးဘဝစေတော်သက်ဘဝလောက်တုန်းကအစားရမ်းစားတယ်ညလည်းစားရတာပဲဟာအချိန်ပြည့်စားနေရစားရင်ဖိုက်အရင်မပူလာဘူးအဲ့အတိုင်းပဲကျွန်တော်တို့အရွယ်ဒါမှမဟုတ်ကျွန်တော်တို့ထက်ကြီးရဲ့အရွယ်တွေမှာနေထိုင်စားတောက်ကြည့်ချက်ချင်းဘာဖြစ်သွားမလဲဖိုက်ပူဖို့အရန်လွယ်သွားမယ်နော်တွေ့လို့နှလုံးစီးကြအကုန်ဝင်လာအရန်ဆိုအဲ့တော့ growth hormone ကအဲ့လိုမျိုးအစီကိုရှော့ချပေးပြီးတော့ကျစ်လက်တန်မာတဲ့ခန္ဓာကိုယ်ဖြစ်အောင်လုပ်ပေးရ muscle စင်းနဲ့ဥပမာဟာအစီရှော့ချဖို့များဘာသာမှမစားနဲ့အငတ်နေလိုက်အဲ့လိုလည်းမရဘူးအဲ့ဒါပိန်ချုံသွားတာကကျမ်းမာရေးနဲ့ညီညွတ်တဲ့ဟာမဟုတ်ဘူးလေနော်လုံးဝမဟုတ်အဲ့တော့စားဒါပေမဲ့ growth hormone ရှိနေလို့ရှိရင်အဲ့ဒါတွေကအစီတိတ်မဖြစ်သွားဘဲနဲ့အစီမဟုတ်ဘဲနဲ့တန်မာကျစ်လက်တဲ့ခန္ဓာကိုယ်ဖြစ်သွားစေရနော်အဲ့လိုမျိုးတန်တန်မဆယ်ဖြစ်လာပေါ့အဲ့ဒါရုပ်ပိုင်းဆိုင်ရာကျန်းမာမှု
ပြီးလို့ရှိရင်စိတ်ပိုင်းဆိုင်ရာကျန်းမာမှုကခဏလေးထားလိုက်အောင်နော်ပြီးလို့ရှိရင်နောက်တစ်ခုကကျတော့ဉာဏ်ရည်ဖွံ့ဖြိုးဖို့ဟာဉာဏ်ရည်ဖွံ့ဖြိုးတာကလည်းကျွန်တော်နောက်ပိုင်းတွေ့လာတာက growth hormone အရန်ရေးကြီးရဲ့သူကကျွန်တော်တို့ဉာဏ်ရည်ဖွံ့ဖြိုးဖို့ဆိုတာအရေးအကြီးဆုံးရယ်လို့တော့မဟုတ်ဘူးဒါပေမဲ့တော်တော်အရေးကြီးရဲ့အချက်ထဲမှာမှတ်ဉာဏ်ပါတာဟုတ်ဘာလို့ကျွန်တော်တို့ကစဉ်းစားတွေးခေါ်တာအရေးကြီးဆုံးပါကွာမှတ်ဉာဏ်ကစာအုပ်ထဲမှတ်ထားလို့ရတာပဲဆိုပေမဲ့ကျွန်တော်တို့အချက်အလက်တွေ data တွေမရှိလို့ရှိရင်ဘာပေါ်မှာမူတည်ပြီးစဉ်းစားတွေးခေါ်မှာလဲဟုတ်တယ်နော်အဲ့တော့နောက်တစ်ခုကကျတော့ကျွန်တော်တို့ထားပါတော့ example ဥပမာအနေနဲ့ပြောရရင်လက်ပြန်စာမွဲရှိရလက်ပြန်စာမွဲရှိအဲ့ဘာမှအရင်တော့မကြက်လာဘူးဒီညပဲကတ်ကြက်မယ်ဒီညပဲကတ်ကြက်ပြီးတော့ facts တွေအချက်အလက်တွေမှတ်တယ်လက်ပြန်စာမွဲဖြည့်လိုက်တယ်ပြီးရင်အကုန်မေ့သွားတယ်ဘာမှအကျိုးမရှိဘူးဘာမှအကျိုးမရှိဘူးစာမွဲတော့အောင်နိုင်တယ်ဒါပေမဲ့တကယ်ပြင်ပလောကမှာအသုံးချလို့မသိမရတာသူ့ IT data ကြီးမကြမ်းခဲ့မှာတော့နော်အဲ့ကျွန်တော် group hormone ကဘာလုပ်ပေးလဲဆိုတော့သူကြီးပဲလုပ်တာမဟုတ်ဘူး तू ကပါဝင်ပတ်သက်မှုအရေးကြီးရဲ့နေရာမှာပါတယ်ကျွန်တော်တို့ခုနကတော့မှတ်လိုက်တဲ့မှတ်ဉာဏ်တွေကခဏတာခေတ္တမှတ်ဉာဏ် temporary အဲ့ဘာလို့ short term memory ပဲရှိသေးရအဲ့ short term memory ကခုနကကျွန်တော်ပြောသလိုကောင်းကောင်းအသုံးချဖို့မကောင်းသေးဘူးအဲ့ဒါတွေကိုသူတို့ကဘာလုပ်လိုက်လဲဆိုတော့ long term memory ပြောင်းတဲ့ဖြစ်စဉ် memory consolidation လုပ်လိုက်တာအဲ့ဟာကဘယ်အချိန်မှဖြစ်တာလို့ထင်တယ်အဲ့နေတဲ့အချိန်မှဖြစ်တာ growth hormone နဲ့အတူဖြစ်တာနော်အဲ့တော့သူတို့တွေ့ထားတာတွေကတော့ဒီကျွန်တော်တို့ဒီမှတ်ဉာဏ်ကိုလုပ်တဲ့အုံနောက်စိတ်မှာ hippocampus လို့နေရာမျိုးတွေမှာ growth hormone receptor growth hormone ပါဝင်ပတ်သက်တဲ့ဟာကိုသက်သေပြနေရရာရှိရပါဗျာနော်အဲ့တော့အဲ့ဒါလည်းအရင်ကြီးအဲ့တော့မှကျွန်တော်တို့မှတ်ဉာဏ်ကတောက်လျှောက် long term memory permanent memory ဆိုတော့လုံးဝကျွန်တော်တို့ရေတူမှတ်ဉာဏ်မဟုတ်တော့ဘူးဆိုလို့ရှိရင်ခေါင်းထဲမှာဆွဲသွားပြီကတ်သွားပြီအဲ့တော့မှတစ်သက်လုံးသုံးချလို့ရမှာအဲ့တော့ growth hormone ဘယ်လောက်အရေးကြီးလဲဘယ်အချိန်မှဖြစ်တာလဲအဲ့ short term memory နဲ့ long term memory ဖြစ်တာအဲ့နေတဲ့အချိန်မှာโอเคနော်အဲ့တော့အဲ့တာနဲ့တစ်ချက်ပြန်ဆက်ကြည့်ရအောင်အဲ့တော့ခုနကပြောသလိုမျိုးကလေးတွေဆယ်ကျော်သက်လေးတွေမှာ growth hormone အရန်လိုတယ်နော်ကြီးရတဲ့အချိန်မှာသိပ်မလိုတော့ဘူးပေါ့ကြီးထောက်မှုလည်းသိပ်မရှိတော့အဲ့တော့ growth hormone ဘယ်အချိန်မှာထွက်လဲဆိုတာကဘာဖြစ်လို့အဲ့လိုဖြစ်နေလဲဆိုတော့ growth hormone အိတ်တဲ့အချိန်မှာထွက်တာများသောအားဖြင့်ပြောတာအထူးသဖြင့်ခုနလိုအရွယ်တွေမှာအိတ်တဲ့အချိန်မှာဘလို့အိတ်တဲ့အချိန်နဲ့ဒါကတော့ကျွန်တော်ဒီ sleep အိတ်တဲ့အကြောင်းကိုအသေးစိတ်ပြောတာမဟုတ်တော့နည်းနည်းအကြမ်းမြင်မြင်ပြောရမယ်အိတ်တာကိုစဉ်းစားကြည့်အောင်အိတ်တာကိုစဉ်းစားကြည့်အကြမ်းမြင် light sleep ရဲ့ deep sleep ရဲ့ REM sleep ရဲ့ဆိုတာအဲ့လိုမျိုးခွဲကြည့်လိုက်မယ်နော်အကြမ်းမြင် light sleep ဆိုတဲ့သဘောကတေချာနှင်းကြိုက်အိပ်ပြောတာမဟုတ်သေးဘူးအေးဆက်နေရဲ့အချိန်ဖက်ခနဲ့နှိုးလိုက်လို့ရှိရင်အတန်တစ်ချက်ပေးလိုက်ရင်အုံးဆိုနှိုးလိုက်အဲ့အချိန်အဲ့ဒါကကျွန်တော်တို့ဆက်အိပ်ပြီးခဏကြာရင်ဖြစ်တဲ့အချိန်ပေါ့လေဒါပေမဲ့တို့ကအများနဲ့လဲနေနောက်မှသွားပြီးလို့ရှိရင် deep sleep ကလုံးဝကိုနှင်းချက်ကြီးအိပ်သွားတဲ့အချိန်အဲ့အချိန်မှာသွားနှိုးလဲတော်တော်နဲ့မနှိုးလာတော့ဘူးနော်တုံနှိုးလို့မရနှိုးလို့မလွယ်ဘူးပေါ့အဲ့အချိန်မှာ growth hormone ကအဓိကထွက်တာနော် growth hormone ကအဲ့လိုမျိုး deep sleep နှင်းချိုက်အိပ်ပျော်နေတဲ့အချိန်မှာအဓိကထွက်တာအဲ့တော့နှင်းချိုက်အိပ်မပျော်ဘဲနဲ့အထူးသဖြင့်ခုနလိုအရွယ်တွေမှာ growth hormone တေချာ effective လိုချင်တဲ့အမောင်းတော့လုံးဝမရောက်ဘူးဒီနေ့ဘက်မှာလည်းသူတို့ကမအိပ်တဲ့အချိန်မှာလည်း PC လေးနည်းနည်းတော့ထွက်တယ်ဒါပေမဲ့အဲ့ဒါလေးကအရင်နေတယ်နော်ခုနကလိုနှင်းချိုက်အိပ်ပျော်တဲ့အချိန်မှာဝုန်းဆိုအများကြီးထွက်ချလာတာ impulse နဲ့ဒါပါတော့အဲ့တော့နှင်းချိုက်မအိပ်ပျော်ဘူးဆိုရင်အဲ့ကလေးလေးတွေဆယ်ကျော်သက်လေးတွေကခုနလိုမျိုး memory လည်းမကောင်းတော့ဘူးအုံနောက်ပိုင်းဆိုင်ရာလည်းမကောင်းတော့ဘူးဖြစ်အမြဲတမ်းမောနေ sorry energy မပြည့်ရွယ်နဲ့အရန်ပင်ပန်းလွယ်နေအားကြီးပင်ပန်းနေရပဲ no မရတော့လေအဲ့တော့တခြားကလေးတွေနဲ့ဘလို့မှရှင်လို့မရတော့အခုအချိန်မှာပြန်ဆိုင်မှုကအရန်ပြင်းထန်တယ်အရင်တော့လည်းမတူအရင်တော့ဘွဲရပြီးလို့ရပြီအခုကဘွဲရပြီးတဲ့လူတွေ even master ရပြီးတဲ့သူတွေစီထားတဲ့တင်ထားတဲ့ရှောက်လို့အထက်လိုက်ရှိရအဲ့ထက်မှမနည်းနည်းပဲရမှာအရန်ပြန်ဆိုင်မှုကြီးရအဲ့တော့အဲ့လိုကလေးလေးတွေနှင်းချိုက်အိပ်ဖို့အတွက်မိဘတွေအဖိုးဖွားတွေကစီစဉ်ပေးရင်ကောင်းတော့ပေါ့နော်အဲ့တော့
ကန်ကောင်းတာတစ်ခုကအရန်ကန်ကောင်းတဲ့တစ်ချက်ကကျွန်တော်တို့လူတစ်ယောက်ကအိပ်ပြီဆိုရင်ထားပါတော့ကျွန်တော်စအိပ်ပြီစအိတ်ချင်းရှေ့ပိုင်း1နာရီ2နာရီ3နာရီလောက်မှာတယ်အဲ့ဒီနှစ်ချက်အိတ်တဲ့ deep sleep stage ကရောက်တယ်အဲ့ဒါတော့တော်တော်ကန်ကောင်းတယ်ဥပမာ10နာရီလောက်ကြီးအိတ်နေတော့မှ10နာရီမြောက်9နာရီမြောက်မှာအဲ့ deep sleep ကရောက်လာတာမျိုးမဟုတ်ဘူးဆက်ဆက်အိတ်ချင်း hours တွေနာရီတွေမှာစရောက်တယ်အဲ့ဒါတော့တော်တော်ကန်ကောင်းတယ်အဲ့တော့ growth hormone ကအဲ့ပထမနာရီမှာတည်းကစရတယ်အဲ့တစ်ချက်ကတော့တော်တော်ကန်ကောင်းတယ်တဘာဘာကြီးကကျွန်တော်တို့ရက်ရောပေးထားတာပေါ့ဒါပေမဲ့အဲ့လို deep sleep နှစ်တိုက်အိတ်ဖို့အခြေအနေကလိုတယ်ဥပမာကလေးတွေလူငယ်တွေကအခုခေတ်မှာအရန် pressure stress တွေစိတ်ဖိစီးမှုတွေများတယ်ကြောင်းမှာပဲဖြစ်ဖြစ်အပေါင်းအသင်းတွေရပဲဖြစ်ဖြစ်သူ့ရဲ့အတန်းကြီးတွေရပဲဖြစ်ဖြစ်အိမ်ရပဲဖြစ်ဖြစ် social media ပဲဖြစ်ဖြစ်နော်အဲ့တော့အဲ့ဒီဟာမျိုးတွေရှိနေရင် deep sleep ကသိမရဘူးနော်ခန္ဓာကိုယ်ကအုံနောက်က deep sleep ဆိုတဲ့ဘောကကျွန်တော်တို့ EEG ဟိုနှလုံးမှာ ECG တိုင်းတယ်လို့ပေါ့အုံနောက်မှာလည်းအဲ့လို electrode လေးတွေနဲ့အုံနောက်ရဲ့ activity ကိုညပိုင်းအိတ်နေတော့တိုင်းလိုက်ရင်သူနှစ်ချက်အိတ်ပျော်သွားပြီဆိုရင်အုံနောက်ရဲ့ wave လေးတွေ electrical wave activities လေးတွေကနေလေးဖြစ်သွားရင်အုံနောက်ကြီးကနေသွားတယ်ဒါပေမဲ့ amplitude ကအမြင့်ကြီးအဲ့ဒါဆိုတော့ delta wave လို့ခေါ်တာဒါပါ slow wave ဘာလို့အဲ့ဒီအချိန်မှာ deep sleep slow wave ဒီ deep sleep ရှာရတယ် slow wave တွေရောက်တဲ့အချိန်မှာ growth hormone တွေထွက်လာတယ်ခုနလို memory အတွက်သူ prepare လုပ်ပြီး memory ကိုခဏတာ memory ကနေတသက်စာ memory ပြောင်းဖို့အတွက်သူလုပ်ပြီးနော်ဘယ်လို memory မျိုးလဲပါကျွန်တော်တစ်ဆက်တည်းနည်းနည်းတော့ပြောလိုက်မယ် memory အမျိုးအစားတွေအများကြီးရှိရဲဆိုမှအဲ့ growth hormone နဲ့လုပ်တဲ့ deep sleep မှာလုပ်တဲ့ REM sleep မှာမဟုတ်တဲ့ memory ကဘယ်လို memory ကို consolidate လုပ်တာလဲဆိုတော့ facts တွေဥပမာဗျာအဲ့ပါတော့ကျွန်တော်တို့ဒီဆေးတောင်းရင်ဘာ side effect တွေရတယ်ဒီဆေးတောင်းရင် beta sojo တွေဒီဆေးကဘယ်လိုစွမ်းအာနိသင်တွေရှိရဲအဲ့အမျိုးတွေကိုမှတ်တာပေါ့နော်ကျွန်တော်စာကြက်တယ်ဆိုရင်အဲ့အမျိုးတွေကိုအဲ့လို facts တွေကိုဟိုတခါရေး permanent သိမ်း store လုပ်ပေးလိုက်တာအဲ့အမျိုးဟာမျိုးခေါ်တာအဲ့လို memory မျိုးပြောတာအဲ့တော့ခုနပြောတာပြန်ဆက်ရမယ်ဆိုရင်ကလေးတွေကအဲ့လိုနှစ်ချိုက်အိတ်စီမဲ့အခြေအနေမျိုးဖိုးဖွားတွေအမေမိဘတွေကဖန်တီးပေးထားတဲ့တယ်အဲ့တော့မှကိုယ်ကလေးလေးကလူစင်မိပြီးတော့တန်းတူဖြစ်မှာသူများနဲ့အဲ့တော့ခုနလိုစိတ်ဖိစီးမှုရှိရင်တော့မှကိုက short ချပေးရမှာသူ့ကိုထပ်ပေးရမှာကိုမဟုတ်ဘူးနောက်တစ်ခုကကြတော့အဲ့ဒါကျွန်တော်တို့ဒီအရှိတောင်အရှာအပူပိုင်းဒေတာတွေကနည်းနည်းတော့ကန်ဆိုးတယ်ဗျအကောင်းဆုံးအိတ်ဆက်ဖို့ကနံပါတ်1ကတိတ်ဆိတ်နေရမယ်ဆိုလူတိုင်းသိရနောက်တစ်ခုမှောင်ရတယ်အဲ့ဒါလည်းလူတိုင်းသိရနောက်တစ်ခုကကြတော့အေးရတယ်အနည်းဆုံးတော့မပူရအောင်တို့အရှိတောင်အချနိုင်ငံတွေမှာအများတန်းလိုပူနေရမယ်ကျွန်တော်သိသလောက်တော့ဒီဇင်ဘာအကုန် January အစလောက်ကအဲ့ဟာလွယ်ပြီးတောက်လျှောက်ပူနေရကြီးပဲအဲ့တော့aircon နဲ့24နာရီနေနိုင်တဲ့ကလေးလူဆိုတော့ရှားတယ်နိုင်ငံတိုင်းမှာရှားတယ်အဲ့တော့အဖိုးဘွားအမေမိဘတွေကအတက်နိုင်ဆုံးအဲ့အခန်းလေးကိုသူတို့သားသမီးအခန်းလေးကိုအေးအောင်ထားတာပေါ့နော် aircon မဟုတ်ဘဲနဲ့လိုက်ကတက်ပြီးအဲ့တခုပေါ့နော်အဲ့လိုမျိုးပေါ့နောက်တစ်ခုကကြတော့အရင်တော့လို့ပေါ့နော်ကျွန်တော်ဒီ facts တွေမိသွားမှာဆိုလို့ဒီစာရွက်လေးကိုတစ်ခါကြမ်းကြည့်ပြီးပြောတာနောက်တစ်ခုကကြတော့ခုနလိုမျိုးညံကောင်းတဲ့ကိစ္စအဲ့ညံကောင်းတဲ့ကိစ္စတွေခုနကပြောသလိုအဲ့ growth hormone ထွက်တော့မှခုနခဏတာ memory မှတ်ဉာဏ်တွေကိုတသက်တာ memory ကိုပြောင်းလဲပေးရဆိုတော့ growth hormone ထွက်ဖို့အရေးကြီးရညံကောင်းဖို့လဲနော်စိတ်ပိုင်းဆိုင်ရာအကြောင်းကျွန်တော်ကူးတော့မယ်စိတ်ပိုင်းဆိုင်ရာအကြောင်းမကူးခင်မှာကျွန်တော်တို့အဲ့ sleep pattern နည်းနည်းလေးတော့အကြံပြနည်းနည်းလေးပြောလိုက်မယ်ဆက်စချင်းမှာကျွန်တော်တို့ခေါင်းချလိုက်တယ်တေချာမအိတ်သေးဘူးနည်းနည်းလေးအိပ်ပျော်သွားပြီ light sleep ဒါပေမဲ့နှိုးလိုက်ဖို့အရန်လွယ်ရတယ်ပြီးရင် deep sleep ရောက်တယ်အဲ့မျိုးပေါ့နော်နှိုးဖို့မလွယ်တော့ဘူးခုနပြောတဲ့ brain wave လေးတွေကနှေးသွားတယ်ဒါပေမဲ့ amplitude height ကမြင့်ပြီးရင်နောက်တစ်မျိုးကကြောင့်ဘာရှိလဲဆိုတော့ REM sleep ဆိုတာရှိရယ် rapid eye movement အဲ့အချိန်မှာလူကသာအိတ်နေတာ brain activity တွေကအများများနေတာနော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမျက်လုံး eye ball မျက်လုံးအလုံးကြီးဟာမျက်ခုံကတော့ပိတ်ထားတယ်ဒါပေမဲ့အထဲမှာ
ဒီလိုလှုပ်နေအဲ့အချိန်ကလည်းအိမ်ထီရဲ့တောက်လျှောက်တော့မဟုတ်ဒါပေမဲ့တစ်လက်စီရှိရယ်ခုနကအစောပိုင်းအိတ်တာအလဲပိုင်းအိတ်တာနောက်ပိုင်းအိတ်တာတောက်လျှောက် run sleep ကရှိရယ်တစ်လက်စီပေါ့နော်တစ်လက်စီဆိုတာဟိုနိုင်ဝက်လောက်ရှိလိုက်ပျောက်သွားလိုက်အဲ့လိုမျိုးဒါပေမဲ့တော့အဓိကပြောချင်တာကထားပါတော့လူတစ်ယောက်က12နာရီမှအိတ်တယ်ပဲထားပါတော့12နာရီအိတ်ရမယ်လို့ပြောမှာမဟုတ်နော်12နာရီမှအိတ်တယ်သူစုပေါင်း8နာရီအိတ်တယ်ပဲထားပါတော့အဲ့ဆို it means တော့ဝက်လိုက်12နာရီကနေမနက်4နာရီအဲ့ဒါပထမ4နာရီမနက်4နာရီကနေမနက်7နာရီကဒုတိယ4နာရီပဲထားပါတော့အဲ့ဆိုရင်ခုန run sleep ကျွန်တော်ပြော run sleep ကဘယ်အချိန်မှများလဲဆိုတော့နောက်ပိုင်း hours တွေနောက်ပိုင်းခုနပြောရဲ4 5 6ခွန်5 6ခွန်8အဲ့နာရီမှာပုံများတာရှေ့ပိုင်းလည်းရှိရဒါပေမဲ့နည်းနည်းပဲနောက်ပိုင်းမှာပုံများလာတယ်โอเคနော်အဲ့တော့အဲ့ဒီ run sleep ကဘာအရေးကြီးလဲဆိုတော့ကျွန်တော်တို့တနေ့ကုန်စိတ်ဆင်းရဲထားတဲ့ဟာတွေကိုပြန်ပြီးတော့ mental restoration ပြန်လုပ်ပြရပြန်ပြီးတော့ခုနခန္ဓာကိုယ်မှာပြတ်သွားတဲ့ cells တွေကိုပြန်ပြီးတော့ muscle တွေကိုပြန်ပြီးတော့ repair ပြန်ကောင်းအောင်လုပ်တယ်လို့ပဲစိတ်ပိုင်းဆိုင်ရာစိတ်ပြတ်နေရဆိုရင်ပြန်ပြီးလန်းဆန်းလောင်ပြန်ပြောလာအောင်လုပ်ပေးတာ eye run sleep တွေမှာလုပ်ပေးတာအဲ့တော့ဟဲ့ကောင်မနေ့4နာရီထိုးပြီး min growth hormone တွေတော်တော်ထွက်ပြီးထားတော့လုပ်လို့မရဘူးအဲ့ဒါဆိုရင်အဲ့ကလေးလေးအဲ့ဆက်ကြောသက်လေးကတောက်လျှောက်စိတ်ဆင်းရဲတာတွေကနိုးလာအဲ့ဒီတိုင်းပဲပြန်နိုးလာမှာနော်အဲ့တော့အဲ့ဒီ run sleep မှာခုန mental restoration စိတ်ပိုင်းဆိုင်ရာပြန်ပြီးတော့ပျော့လာအောင်လုပ်တာ run sleep မှာလုပ်တာအပြင်တချို့ memory တွေကလည်းအဲ့ဒီအချိန်မှာ short term ကနေ long term ဒီခဏတာမှတ်ဉာဏ်ကနေပြီးတော့တသက်တာမှတ်ဉာဏ်အောင်တချို့ memory တွေကအဲ့မှာပြောင်းလာဘယ်လိုအမျိုးအစားမျိုးလဲဆိုတော့ကျွန်တော် motor movement တွေပေါ့နော်ဒီခန္ဓာကိုယ်လှုပ်ရှားမှု by memory ဥပမာကျွန်တော် example ပြောပြမယ်အနုပညာသမားနဲ့အာကာသသမားဟောဆိုအနုပညာသမားကလည်းလှုပ်တိုင်းမပြီးဘူးပီယန်နိုတီးရပဲထားပါတော့ဒါမှမဟုတ်ဂီတာတီးရဒါမှမဟုတ်ပချီဆွဲတယ်တလှုပ်လိုက်တိုင်းအကောင်းဆုံးမဖြစ်လာဘူးပီယန်နိုတီးရပဲစနေယာတီးရပဲဖြစ်ဒါမှမဟုတ်ခုနလိုအနုပညာသမားပချီဆွဲရဖြစ်အရင်အသေးစိတ်တဲ့ special type movement တွေရှိရ motor movement တွေဒါမှမဟုတ် surgeon တွေခွဲစိတ်ဆရာဝန်တွေအဲ့တော့ဆိုရင်ရိုးသမားဟိုအဲ့ဆိုရင်ခွဲစိတ်ဆရာဝန်မဟုတ်ဘူးတမားတော့ပဲအဲ့တော့ကျွန်တော်သွားခွင့်လူနာသေးဖို့ပဲရှိရအဲ့တော့ကျွန်တော်လက်ရဲ့ memory နဲ့သူ surgeon memory တခြားစီပဲအဲ့လိုမျိုးဟာမျိုးကိုအဲ့လိုမျိုး type of procedural memory လို့ခေါ်တယ်အဲ့ဒါမျိုးကို short term to long term ပြောင်းပေးတာကျတော့ run sleep မှာပြောင်းပေးတာအဲ့တော့အဲ့ run sleep မရှိဘူးမနက်4နာရီထားတဲ့သူကအဲ့ဒါမျိုးမလုပ်နိုင်တော့ဘူးအဲ့ဒါမျိုးတစ်ဖြည်းဖြည်းနဲ့အသက်သင်နဲ့မထူတော့ဘူးခဏပဲ short term memory ပဲရတာနောက်တစ်ခုကခုနကကျွန်တော်ပြောပါတယ် mental restoration short term memory မှာ sorry ခုနက run sleep မှာကျွန်တော်လည်းအမှုပညာပဲရှိသေးတယ်အာကာသသမားမပါသေးဘူးပြီးအာကာသသမားဆိုလည်း Messi ပဲထားပါတော့ Messi ရဲ့ skill တွေပြတယ်အဲ့မျိုးဆိုတော့သူကျင့်ထားတဲ့ new skill တွေကအဲ့ run sleep မှာ short term to long term ကိုပြောင်းပေးတာโอเคနော်အဲ့တော့စဉ်းစားကြည့်ရင်အသက်ကြီးလာတဲ့သူတွေကအဲ့နောက်ပိုင်းနိုင်အိတ်တာပျောက်သွားတယ်သူ့အလိုလိုပျောက်သွားတာတဘာဝရအဲ့တော့ဖိုးဖွားတွေက60အထူးသဖြင့်65ကျော်ပေါ့ဟဲ့ငါတော့မနဲ့4နာရီနိုးနေပြီအဖိုးကြီးဖွားကြီးတွေမနဲ့လူငယ်လေးတွေကအလုပ်လုပ်ရမယ်စိုက်လုပ်ရမယ်လူငယ်လေးတွေဝရိယမရှိလိုက်တာထဆိုပြီးဒုံးဆိုမနဲ့မိုးလင်းတာနဲ့ကြီးစီထူပြီးအိမ်လုံးနိုးအောင်လုပ်လို့မမျှတော့အဲ့ကြရင်ချစ်ရမရောက်ပဲနဲ့အဲ့လူတွေကိုသားသမီးမိကြီးတွေကိုဒုက္ခရောက်အောင်လုပ်တယ်နဲ့တူတူပါသူများနဲ့မရှင်တော့ညံမမီတော့လူစမမီတော့အဲ့တော့တဘာဝအရာအဲ့ချိန်လိုအပ်တဲ့ဟာတွေကလုံးဝမတူဘူးကလေးပစ္စည်းကွေးလေးမွေးကင်းစားလေးဆိုတစ်ချိန်လုံးအိမ်နေတော့ပြောလို့ရတယ်ဘာလို့လို့ဒါပေမဲ့အဲ့ဒါထားပါတော့နော်ကျွန်တော်အဓိကစပြောချင်တာကနံပါတ်တွေကကျွန်တော်ကြည့်ပြောမှရမှာ6နှစ်ကနေ73နှစ်6နှစ်ကနေ73နှစ်ဆိုတာအမှန်တကယ်သေးလေးရွယ်ရှိသေးရဲ့အဲ့ဒီအချိန်မှာလူအများစုအိတ်ဖို့ဆိုပြီးတော့ recommend လုပ်ပေးထားတာအားပေးထားတာပေါ့9နာရီကနေ17နာရီလောက်ထိတော့ recommend လုပ်တာတကယ်အဲ့အရွယ်ကိုသားသမီးမီးမြက်လေး17နာရီအိတ်ရတာပြန်စဉ်းစားကြည့်အိတ်ရတော့ကောင်းတော့ပေါ့ကျွန်တော်ကတော့ကန်နနဲ့ဆိုခဲ့တယ်ကန်နဆိုရင်ကျွန်တော်4တန်းတော့4တန်းဆိုတာ8နှစ်4တန်းဆိုတာ9နှစ်ပေါ့8နှစ်9နှစ်နဲ့တူတယ်နော်
အဲ့အကျွဲလောက်မှာနော်စိန်အော်ဂတ်စတင်းဆိုအဲ့အာထာကနေကမာရဲဆိုအဲ့အင်ဟလန်မှာရှိရဲ့အကြောင်းတစ်ကြောင်းပဲတိတ်အရန်ကြိုက်ကြီးတော့မဟုတ်ဒါပေမဲ့အဲ့လိုမစိုးတော့မစိုးကြောင်းနေအဲ့မှာတက်တယ်၄တန်းနော်ကလေးသေးသေးလေးကိုဘာကြောင့်လဲတော့မသိဘူးအကြောင်းပြတတ်တော့ရှိရင်ရှိမှာပေါ့ကျောင်းတက်ချိန်ကမနက်9နာရီကနေနေ့လယ်12နာရီအဲ့တော့ကျောင်းကားကမနက်9နာရီရောက်ဖို့ကျောင်းကားအိမ်6နာရီလာဘာလို့ကျောင်းကားဆိုတာတစ်မြို့လုံးတော့မဟုတ်တစ်မြို့နယ်လုံးလှည့်ပြီးတော့ကြိုတာဟုတ်ကို့အိမ်စောစောလာရင်သွားပြီကျွန်တော်တို့6နာရီလောက်ရောက်တယ်အဲ့6နာရီကျောင်းကားမိဖို့အနည်းဆုံး5ခွဲတော့ထားမှရမှာဒါတော့အနည်းဆုံးပြောတာကြာတတ်တဲ့သူတွေပါလေဆိုရင်9နာရီလောက်တောင်ထိုင်ထားမှာပြောလို့မရဘူးအဲ့ဒါသူ recommendation ပေးထားတာ17နာရီလောက်အိပ်ဖို့အတွက်ဘယ်လိုလုပ်17နာရီပြည့်မှာလဲပြီးကျွန်တော်ဒါတော့ကန်ကောင်းတာကျွန်တော်အမေကအိတ်တာကိုအရန်အားပေးရအိတ်ပါစေးသားတသားလေးဒါပဲမဲ့စဉ်းစားကြည့်ဘယ်သားသမီးမဆိုအမေပြန်လာတာတော့စောင့်ပြီးအမေနဲ့စကားပြောအိတ်တာအမေကအလုပ်ကစေကန်းကနေပြီး9နာရီခွဲလောက်မှပြန်ရောက်တယ်သူနဲ့စကားပြောမုံတူစားဘီစကစ်လေးပါလေပြောတာဘာလဲစားပြီးတော့မအိတ်တယ်ဆိုတော့ optimal အကောင်းဆုံးအိတ်ချင်လို့မရဘူးနော်အဲ့တော့ကို့သားသမီးမြေးမြစ်တွေရောအဲ့လိုဖြစ်နေလားတစ်ချက်ပြန်ကြည့်ကြည့်နော်14နှစ်ကနေ18နှစ်ဒါက10ကျော်သက်လူပြိုအပြိုဖြစ်ခါစားအရွယ်နဲ့တူရနော်ဟုံးဆိုအရက်ရှည်ထွက်လာတဲ့အရွယ်လို့လည်းပြောလို့ရတယ်အဲ့ဒီအချိန်မှာလည်းဆိုတာ10နာရီလောက်အိပ်ဖို့ recommend လုပ်တယ်10နာရီ10နာရီလောက်အဲ့တော့ခုနပြောသလိုပေါ့အိမ်မှာရှိရဖိုးဖိုးဖွားဖွားတွေဟဲ့အောင်နေငါတို့တော့နိုးနေပြီအဖိုးကြီးဖွားကြီးတော့မင်းတို့ကအဲ့လောက်အပြင်းကြီးနေစားထားချက်အဲ့လိုလုပ်လို့မရအောင်အဲ့ကြောင့်ကလေးရတယ်ညံနေမကောင်းတော့ဘူး depression နဲ့ဖြစ်မယ်စိတ်ပိုင်းဆိုင်လည်းမကောင်းဘိုက်လေးလည်းပူလာမယ်ဘာမှမကောင်းနော်18ကနေ25တက်ကဆိုကျောင်းသားအရွယ် or maybe အလုပ်စလုပ်ခါစားအရွယ်လေပေါ့9နာရီကနေ9နာရီဒါမှမဟုတ်ရင် maybe သူတို့တောင်မှ10နာရီကနေ17နာရီကလည်းသူတို့တို့အကောင်းဆုံးဖြစ်မယ်လို့ပြောတာအဲ့တော့ကိုကဘာမှတိတ်မထောက်ပံ့နိုင်ရင်တော့အ ਨੇ ဆုံးပေးအိတ်လိုက်ပါကလေးတွေလူငယ်တွေကိုအသက်အရွယ်နဲ့လုံးဝနှိုင်းရှင်လို့မရဘူးခုနကကျွန်တော်ပြောသလိုအသက်65ကျော်လာရအသက်ကြီးလာတဲ့အမျှတဖြည်းဖြည်းနောက်ပိုင်းနာရီတွေအိတ်တာတွေပျောက်ပျောက်သွားသူ့အလိုလိုအဲ့လိုသူ့အလိုလိုပျောက်ပျောက်သွားလို့ကောင်းလားဆိုတော့အဲ့ဒါလေဖိုးဖိုးဖွားဖွားတွေအတွက်အကောင်းဆုံးလုံးဝမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ခုနကကျွန်တော်ပြောသလိုအဲ့နောက်ပိုင်းနာရီမှာ RAM ရှိရယ် RAM sleep ကနောက်ပိုင်းနာရီမှာဖြစ်တာအဲ့ RAM sleep မှာခုနကပြောသလို mental restoration စိတ်ကိုပြန်ပျော်အောင်လုပ်တဲ့ဟာမျိုးတွေနော်ခုနက skill motor skill တွေကို memory လုပ်တဲ့ဟာမျိုးတွေအဲ့ဒါတွေကတော့ဖိုးဖိုးဖွားတွေအရင်တော့မလိုတော့ပါဘူးဒါမဲ့စိတ်ပိုင်းဆိုင်ရာပြန်ပျော်အောင်လုပ်တာလို့လုပ်တယ်အဲ့ဒါသူတို့လည်းအဲ့ဒါတွေမရှိတော့စင်သူတို့တွေဘာဖြစ်လဲဆိုတော့ memory နဲ့အကုန်နဲ့ dementia Alzheimer တွေဖြစ်မယ်မြန်မာလို့ဆိုတန်ငယ်ပြန်ယောဂလားနည်းနည်းတော့ဆိုရနော်လို့ပြန်တာနောက်တစ်ခုကကြတော့စိတ်ကြယောဂဖြစ်တယ်အဲ့တော့ကိုဖိုးဖွားဖွားတွေအဲ့လိုဖြစ်နေလားဒါမှမဟုတ်ကိုကဖိုးဖွားဆိုရင်ကိုရောအဲ့လိုဖြစ်နေလားဆိုတော့တစ်ချက်ပြန်စမ်းစစ်ကြည့်ဒါပေမဲ့ဒါကတဘာဝကြီးတဲ့ကတစ်ခုဆိုတော့အဲ့ဒါကိုပြောင်းလဲဖြစ်ဖို့ကတော့ခက်တယ်ဆိုရင်ပြောင်းလဲဖြစ်လို့ရတဲ့အခြေအနေရှိတယ်အဲ့ဒါဘာလဲဆိုတော့ခုနလိုမျိုး run sleep ကိုနည်းအောင်လုပ်လိုက်တယ်deep sleep နည်းနည်းချိုက်အိပ်ပျော်တာကိုနည်းအောင်လုပ်လိုက်တဲ့ဆေးတွေအရာဝတ္ထုတွေရှိတယ်အဲ့ဒါအရက်တို့ coffee တို့ပေါ့နော်အရက်ဆိုရင်အရက်တောက်လိုက်အိပ်ပျော်တာပါအဲ့လိုစဉ်းစားလိုက်မဟုတ်ဘူးအရက်တောက်လိုက်မြန်မြန်ဆန်ဆန်တော့အိပ်ပျော်ပါတယ်ခေါင်းချလိုက်တာနဲ့ပြီးရင်ရှေ့ပိုင်းလေးမှာနည်းနည်းထင်းထင်းချိုက်အိပ်ပျော်တယ်အဲ့ဒါဟုတ်တယ်ဒါပေမဲ့နောက်ပိုင်း sleep တွေပျောက်သွားတာငါဆိုအရက်အကောင်းစားကြီးတောက်တာမနေ့4နာရီဆိုနိုးလာပြီးခေါင်းကြည့်နေရမယ်အဲ့ဒါဂုံယူမနေနဲ့ပတ်စံကုန်ပြီးတော့နောက်ပိုင်း run sleep တွေပျောက်သွားတာပြန်ဒီ sleep လည်းနောက်ပိုင်းသိမရောက်တော့ဘာလို့ဆိုရှူးတွေပါထပေါက်ရတာမျိုးလည်းတစ်ခါကြီးရှိတတ်တာနော်နောက်တစ်ခုကကျတော့ဆေးတွေကဗျာဥပမာ beta blocker ပဲထားပါတော့ beta blocker ဆိုတာကြားဘူးလားမသိမြန်မာနိုင်ငံမှာအသုံးကာဗီတလောတို့ mepurol metoprolol တို့ propranolol တို့အဲ့လိုဆေးတွေကလည်းခုန run sleep ကိုနည်းစေရဆိုပေမဲ့တခုတော့ရှိရဲ့အဲ့လိုဆေးတွေကတောင်းတန်ရုံမလို့ပဲပေးတာအရင်နေဆရာဝန်တွေကတကယ်နှလုံးတွဲတော့ပါတော့လေဆက်မတော့လို့ရှိရင်ပိုဆိုးစေလို့အဲ့ဒီပိုရှိရနှလုံးတွေပါထဖောက်သွားတယ်အဲ့ဒါကြောင့်ပေးတာအဲ့ဒါ okay that's fine but တချို့ဆေးတွေကျွန်တော်တော်တော်များများဖိုးဖွားတွေ
အဖေအမေမှာတော့တွေ့နေရတာကဒါစီပန်လိုမျိုးဆေးတွေပေါ့အဲ့ဆေးတွေကလည်းခုနပြောတဲ့ REM sleep နောက်ပိုင်း sleeping hours တွေနောက်ပိုင်းအိတ်တဲ့အချိန်တွေကိုပျောက်သွားစေတယ်အဲဒါကြောင့်အဲ့ဒါတွေတောက်တဲ့သူတွေကခေါင်းချလိုက်တာနဲ့တော့မြန်မြန်ဆန်ဆန်အိပ်ပျော်သွားတယ်ဒါပေမဲ့မနက်3နာရီ4နာရီလောက်ကြီးနိုးလာပြီးပြန်အိပ်လို့မရတော့အဲ့တော့စိတ်ကြယောဂါတွေဖြစ်မယ်ခုနလို mental restoration ပြန်ပျော်လာအောင်လုပ်တဲ့ဟာတွေအဆင့်တွေပျောက်သွားတယ်အဲ့တော့ဖူးဖွားရဲ့အဖေအမေတို့လုံးဝမကောင်းအဲ့ကျွန်တော်တွေ့နေရတော့ Xanax ပေါ့ Eprazolam နဲ့တူနော် Eprazolam Xanax တချို့လူကြီးတွေမှာတောက်နေတဲ့ဆေးနဲ့မှာတော်ပါလေးရှိရတော့တွေ့နေရတယ် maybe အရန်လိုပဲလို့လည်းဖြစ်မယ်ဒါပေမဲ့ကျွန်တော်တွေ့ဘူးသူများတော်မလိုအပ်တာတွေလည်းရှိရမလိုအပ်တာတွေလည်းကျွန်တော်တွေ့ဘူးတယ်မလိုအပ်ပဲနဲ့တောက်နေရ maybe ဆရာကြီးကတစ်ခါပြေးလိုက်ပြီးတော့ပြန်ဖြုတ်ဖို့မိသွားလားမသိဘူးเนาะအဲ့လိုမျိုးလည်းဖြစ်နိုင်တာပေါ့အဲ့တော့ကျွန်တော်ပြောချင်တာတဘာဝအရာရုပ်ပိုင်းဆိုင်ရာကျမ်းမာတန်ဆွမ်းဖို့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးဖို့ဉာဏ်ကောင်းဖို့ပြီးတော့စိတ်ကျမ်းမာဖို့အတွက်အလကားရတဲ့နည်းနှစ်ခြားအိတ်ကြာအိတ်ဆိုတော့တနေ့ကုန်အိတ်နေတာတော့မဟုတ်ဘူးပေါ့ recommended ပေးထားတယ်အရွယ်အလိုက် recommended လုပ်ထားတယ်ခုနကပြောသလို6နှစ်ကနေ73နှစ်ဆိုပြီး14နှစ်ကနေ18နှစ်ဆိုဘယ်နှစ်နာရီအဲ့အမျိုးတိုင်းအိတ်ပါဗျနော်အဲ့တော့အခုကြည့်နေရကလူကြီးတွေမိဘတွေဆိုလို့ရှိရင်လည်းတခြားကိုသားသမီးတွေကိုနေ့ချက်အိတ်လို့ရအောင်လုပ်ပေးပါနော်ပြီးလို့ရှိရင်တခြားမိဘတွေကိုလည်းအဲ့လိုလိုက်ပြီးတော့ share လုပ်ပေးပါဗျဒီ information တွေကိုဖိုးဖွားတွေဆိုရင်လည်းကိုကမနဲ့အစောကြီးနိုးရတယ်သူတို့ကြောင့်မနိုးအပြင်းထူလိုက်တဲ့လူငယ်ကြီးအဲ့မှန်တော့မဟုတ်ဒါက physiology တဘာဝရလို့ဖြစ်နေရမှာနော်ပြီးရင်ကိုကဘာဖြစ်လို့အဲ့လိုမနက်3နာရီ4နာရီလီနိုးနေရလဲအဲ့ဒါမျိုးဆိုလဲ Alzheimer ဖြစ်ဖို့များတယ်ပြီးလို့ရှိရင် depression ပေါ့စိတ်ကြယောဂဖြစ်ဖို့များအကွက်ကိုလည်းပြန်ဆန်းစစ်ကြည့်ပါငါဘာရှောင်ရမလဲပေါ့နော်အရက်ပဲရှောင်ရမှာလားအခန်းဒီ coffee တောက်တာများရှိနေတယ်ညနေဘက်ဒီ coffee တောက်တာများရှိနေမလားအခန်းဒီတော့တောင်းဘယ်သူမှ coffee မတောက်ပါဘူးညနေဘက်ဒီ coffee တောက်တာရှိနေလားဒါမှမဟုတ်ရင်မလိုအပ်တဲ့ခုနလိုပေါ့ဒီ REM sleep ကို suppress REM sleep ကိုပျောက်သွားစေတဲ့အဲ့ချိန် duration ကို short တိုးလိုက်စေတဲ့ဆေးမျိုး Eprazolam လိုဆေးတွေများအကြာကြီးမလိုအပ်ပဲတောက်နေလားပြန်ကြည့်ပါဗျနော်ကိုကြည့်တဲ့သူကကလေးလူငယ်ဆိုရင်လည်းကိုမိဘတွေကိုပြန် share လုပ်လိုက်ပါအားလုံးကျေးဇူးတင်ပါတယ်